ကန်ဒူအကျူပြင်းများငရွယ်နုပြိုသောဆရာတော်တပါးသည်နောက်လိုက်နောက်ပါများငိမ့်စစ်ကိုင်းချောင်မှထွက်လာ၍တီးခိုတရင်300အကြောင်းတို့အပြန်လမ်းမပေါ်တွင်မျက်နှာချင်းဆိုင်မှရှောက်လာသည့်လူရွယ်တူကိုမြင်တွေ့လေ၏လူရွယ်သည်ဆရာတော်ကိုမြင်သောအခါလမ်းပြီးဆင်းလျက်အထုပ်များချကာထိုင်ရှိခိုးသည်ဆရာတော်ဖြတ်ကျော်သွားသောအခါမှာအထုပ်နှစ်ထုပ်ကိုပြန်လွယ်သည်လူရခရီးဆက်သွားလေသည်ဆရာတော်သည်အနှဲငယ်ကြော်သွားပြီးမှအနောက်တွင်ပါလာသောလူကြီးတူအားခမီးတော်စောစောကလူရွယ်ကိုကျောင်းသို့ခေါ်ခဲ့စေခြင်းပါတယ်ဟုပြောလိုက်သည်ခေါင်းတုံးဖြူဖြူကိုတပတ်ဖင်ပေါင်းထားသောဖိုးကြီးကလှဲ့ကြည့်လိုက်ပြီးတင်မဖျားဟုဆို၍လူရွယ်နောက်သို့လိုက်သွားကဆရာတော်တီးခိုရာကျောင်းသို့ခက်တာလိုက်ခဲ့ပါရန်ဖိတ်ခေါ်ခဲ့သည်ကျောင်းပေါ်ရောက်သောလူရွယ်သည်ဖျားဆင်းတုတော်နှင့်ဆရာတော်ကိုရှ िख ိုးဦးချဝတ်ဖြေပြီးနောက်မိဒီကိုအလိုရှိပါသည်နည်းဟုမေးမြန်းရှောင်ထားလာသည်ဆရာတော်ကမင်းကျုပ်ကိုတည်သလားမသိပါဖျားကောင်းပြီဦးမင်းတိုက်ကိုရောတည်သလားလူရွယ်တချမ်းမောက်ကြည့်သည်အန်အောဟန်နှင့်ကြည်နေပြီးမှတည်ပါတယ်ဖျားမင်းနှင့်ဦးမင်းတိုက်အလွန်တူတယ်မိတို့တော်ဆက်ကြသည်လူရွယ်မျက်နာပြတ်မလို့ဖြစ်သွားသည်ဘာမှမတော်ပါဘူးဖျားအေးဟိုတုန်းကဦးမင်းတိုက်နှင့်ကျုပ်တွေ့ဘူးတယ်လူရင်ကိုရောင်ကိုဝါရှိတတ်တဲ့ကွယ်မင်းနှင့်ဦးမင်းတိုက်မှာသူများထက်ထူပြီးတကိုးရှင်ဝါတောက်ပနေလေတပည့်တော်နှင့်နတ်ဆရာဦးမင်းတိုက်ကရန်သူတော်နေပါဖျားဩဒီလိုလားဦးမင်းတိုက်ဟာနတ်ဆရာမဟုတ်ဘူးဝိဇ္ဇာတော်ကြီးတူးဖြစ်ပေးတယ်သို့တော့အလွန်လူမုန်းများတာကလားကျုံနှင်းတွေ့တုန်းကတော့အညံ့သေးရောင်နေလို့တတိပေးလိုက်ရသေးတယ်တင်မဖျားကျုပ်ရွှေဘိုမရောက်ခင်ကပကံမှာစာဝါလိုက်နေခဲ့ဘူးတယ်အဲ့ဒီတုန်းကပကံကိုသူဖြတ်လာတော့ကျုပ်အမိကြားဘူးလို့ဝင်လာတာပဲကျုပ်တောင်သူ့ဇာတာတွေနက်ခတ်တွေတွက်ချက်ပြီးစာတာမတန့်လို့အင်းဝမသွားဖို့ပြောလိုက်သေးရဲ့ဘယ်ချိန်လောက်ကပါလဲဖျားကျုပ်တို့အထက်မြမဘီကိုမွန်တွေတက်သိန်းခါနီးပေါ့တကားကျုပ်ကတကားကြီးမှာကိုရောင်ညူးလို့အသက်အန္တရာယ်ရှိအန်ဆိုသည်ကိုပြက်ရဲပြူတီတပည့်တော်ကိုမိသူတက်နိုင်မီနီးလို့တောင်ပြန်ပြောသွားတယ်ဗျာ။အော်ဒါကြောင့်ကိုဘာပါလိမ့်တကားအဲ့ဒီကပြန်ဦးမင်းတိုက်လှုပ်ကြံခံရတာပဲဖျားလှုပ်ကြံသူကလည်းအခြားမဟုတ်တပည့်တော်ပါပဲဖျားအလိုတိုက်ဆိုင်လိုက်လေဒါကြောင့်မင်းကိုကကိုရောင်ရှင်စောတောက်ပါတယ်လို့မြင်နေတာတင်မတပည့်တော်ချောင်းမြောင်းလှုပ်ကြံတော့သူကကိုတိနေတာဟာခုမှအဖြေရတယ်အရှင်ဖျားကိုတတိပေးထားတာကိုကွယ်ကျုပ်ကသူ့ကိုအဝတည့်ရင်ပြန်မနိုင်ဘူးလို့သာဟောလိုက်တာသူကကျုပ်ကိုကြည့်တော်မူပါဖျားဆိုပြီးလဲဘေးကဆေးစီရင်ထိုင်းပြီးနတ်ရုပ်ကိုထောက်ပြီးမန္တာတစ်ခုရွတ်လိုက်တော့အနီးနားကနီစိုးတွေဆင်းလာပြီးကျုပ်တို့ကိုဥချကြတကွယ်ကျုပ်လဲဆရာကြီးမြေပြင်မှာသာစွမ်းမီရေတွင်တော့တက်မနိုင်မထင်လူထက်ဟောလိုက်တော့မပူနိုင်နဲ့လမ်းတစ်လျှောက်အဆောင်အနီအကိချထားပြီးဖြစ်ဒီလိုပြန်လျှောက်တော့တကူမှန်ပါဖျားတကယ်ပဲအဆောင်အချက်ကောင်းလာပါဒီဖျားမလဲကန်ပါထိတ်ကောနှိပ်ရုပ်တွေပေါ်လာပြီးမြစ်သေးခုံးကြတပည့်ရောနောက်လိုက်လာတာမှတ်မိပါသေးတယ်ဖျားအင်းတကမှလည်းအဆောင်ဆောင်ကောင်းစီပုံရတယ်အင်ကြီးချွတ်ပြစမ်းပါဆို၍လူရွယ်အင်ကြီးချွတ်ပြရလေသည်ဆရာတော်ဒီလူရွယ်ဤကြောနှင့်ရင်မာဆေးစီရဲ့မင်ထိုးထားသောဘလူးနှစ်ခုကိုကြည်လျက်ကြောကဘလူးဒီလောကီပညာအတော်တက်ကျွမ်းသည်မထီကြည့်တပါလက်ရာဖြစ်ရမည်ရင်ဘတ်ပေါ်ရှိပုံမျိုးကိုမူလူလောကတွင်ကျုပ်မမြင်ဘူးတဲ့ကျုပ်တို့မြန်မာလက်ရာဟုဆိုရန်လက်ခတ်တယ်ဤပုံကိုအဘဒူစီရင်သည်နည်းဟုမေးမြန်းသဖြင့်လူရွယ်ကတပည့်တော်ဆရာဘုန်းကြီးထိုးနှံထားသည့်မူလပုံကိုရိုးတိုင်ရမင်းဆရာတော်ကပြုပြင်စီရင်ပေးလိုက်ခြင်းဖြစ်ကြောင်းပါဗျာအလွန်ဆန်းသောလက်ရာအစီရင်ပဲကွယ်လူသားမှန်တတ်နိုင်မည်မဟုတ်ဘူးတကမကာရလောဘဆိုတာကြားဘူးသလားမကြားဘူးပါဗျာလောကဝယ်ရှိနိုင်မည်မထင်ပါအဲ့ဒီအချိန်ဆရာတော်နှင့်နောက်လိုက်နောက်ပါများကပြုံးရကားသည်
လူရွယ်နောက်တွင်ဝိဖြေနေသည့်လူကြီးတူကလူရွယ်ကိုလက်ကုပ်၍အခုမောင်ရှိမှမြင်နေရတာမကာရလောဘလိုနာမည်ကျော်သည့်သာသနာပိုင်ဥညာဏလင်္ကာရပင် ခုလိုဇတ်လန်းများကိုစတင်နိုင်ဖို့ကျွန်တော်တို့ History Burma Channel ကို Like Share Comment Subscribe နဲ့ဘေးကခေါင်းလုံးလေးလည်းနှိပ်ပေးခဲ့ပါအောင်ဗျ